အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်က Kim Prime ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ bro အကျန်းတောင်းလို့နေကြတဲ့ SCAR ရဲ့ CAR ကို scope လို့ညင်အောင်ထားလဲဆိုတော့ကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ပထမဆုံးဒီတနက်ထိတ်မှာတက်တဲ့အားလေးကျွန်တော်ပြောပြထားတဲ့အတိုင်းပဲတက်မယ်เนาะကျွန်တော်အခုပြထားတဲ့ဒီကာမယ်ဟိုလေးကိုလည်းတနက်တက်မယ်ပေါ့နော်โอเคကျွန်တော်လက်ကင်တဲ့ဟာလေးကိုလည်းတက်မယ်ကျွန်တော်ဒီဟိုလေးတက်လို့ရဒီဟာလေးတက်လို့ရအဲ့ဒီခါကျွန်တော်သူပြင်ကြီးစံထွန်းတဲ့ speed ကိုပုံမြန်စေရဗျာသိလားအဲ့တော့ကြီးစံထွန်းတဲ့ဟို speed ကိုပုံမြန်နေတယ်ကောင်ကျွန်တော်စကုတ်ကိုငိမ့်စေရဗျာနော်စကုတ်ကိုငိမ့်စေတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီဟိုလေးပဲကြောင်းမှာခုကစကုတ်ငိမ့်ဖို့တော့ပဲပေါ့နော်ကျွန်တော်ခုက2 scope ပဲသုံးနေကျန်တဲ့ scope တွေလည်းပဲမပွင့်သေးလို့ဘရိုကအကုန်ပွင့်သွားပြီဆိုရင်တော့ကျွန်တော် recommend ပေးချင်တာ4 scope ရေ6 scope ရေတက်ဖို့တော့ကျွန်တော် recommend ပေးချင်တာအဝေးပြဖို့ brother တွေတော့ကျွန်တော်ကအလက်ပြစ်မဲ့ brother တွေနော်ကြီး40ဒီဟွာလေးပဲပေးဖို့နော်ဘာလို့လဲဒီကောင်ကြီးကကောင်းနေနော်ကြီးထွက်တာမြန်နေပေါ့နော်အဲ့ဒါကြောင့်လို့ကျွန်တော်ပြောချင်တယ်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ဒီမှာတနက်လေးကျွန်တော်သွားဆန်းပြမယ်ပေါ့နော် okay နားနေကျွန်တော်ဝင်လာအောင် training ရေပြရတယ်ဒါအလဲလက်ပြစ်မဲ့ brother တွေအတွက်နော် okay ရှောက်ပြီးမယုံရင်တို့ပြမယ်scope ပြမယ် scope ဆန်းပြမယ်ကြည့်နေလားအမဆိုလား scope ကငိမ့်နေတော့လားတိတိကျကျယူငိမ့်နေတော့လားတိတိကျကျယူငိမ့်နေတော့လားကျွန်တော်ဒါကပြီးနေတဲ့အလဲတဝိုင်းမှာလေပြီးနေတဲ့သူတွေကိုလည်းပြချလို့ရရနော်ဒီတနက်နဲ့ပြစ်လို့ရကျွန်တော်ကဒီတနက်ပဲတော့ဒီအလဲတဝိုင်းကျွန်တော်ပွဲရေးဆိုင်ဆိုဒီတနက်ပဲတော့ကျွန်တော်ကတော့မကြည့်အနီးကတော့တိတ်ပြစ်လို့မကောင်းကြည့် bro မင်းနဲ့တိုင်းပဲအနီးကတော့ bro ကျွမ်းကျင်တလောက်ပြစ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကမကျွမ်းကျင်တင်းမကောင်းကျွန်တော်အဝေးပြပဲကောင်းတာမှကြည့် bro မြင်တဲ့တိုင်းပဲပေါ့နော် okay အဲ့ဒါဆိုတော့ပြပြီကြားလောက်ပဲပေါ့နော်ဒီနေ့ video တော့ဒီလောက်ပါပဲအမှန်ဒီနော်ဒီနေ့ video တော့ဒီလောက်ပါပဲရှုပ်ပေးတဲ့ viewer တွေအားလုံးကြောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye